မင်္ဂလာပါရှင်ဒီကနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကမ္ဘာမှာလူတွေလိုချင်အားကျနေရတဲ့ Apple ရုံးချုပ်ကြီးအကြောင်းပဲဖြစ်ပါတယ်။ Apple လို့ပြောလိုက်တာနဲ့တကမ္ဘာလုံးကိုစိုးမိုးထားတဲ့နည်းပညာကုမ္ပဏီကြီးဆိုတာအားလုံးသိပြီးသားဖြစ်မှာပါ။ပစ္စည်းတစ်ထွက်တိုင်းကျမတို့မှာရင်ခုန်နေရတာအမောပါပဲ။ဒီလိုမျိုးတကမ္ဘာလုံးကလူသားတွေရဲ့နှလုံးသားကိုနီးပညာအမိုက်စားတွေနဲ့ဖန်ဆားထားတဲ့ Apple ကုမ္ပဏီကြီးကဘလောက်ခမ်းနားပြီးဘလို့မျိုးရှိတယ်လဲဆိုတာလူတိုင်းသိချင်နေကြမှာပါဒီအေယာမလက်စွပ်ပုံတဲ့အဆောက်အဦကြီးက Apple အမတ်တရရဲ့အထင်ကရသင်္ကေတတစ်ခုဖြစ်ပြီးကယ်လီဖိုးနီးယားပြည်နယ်ကူပါတီနိုမြို့မှာတည်ရှိတဲ့ American ခြေဆိုင် Apple ရုံးချုပ်ကြီးပဲဖြစ်ပါတယ်Apple ကုမ္ပဏီကြီးကိုရင်သက်ရှုမောပွဲကောင်းတဲ့ပြည်သူကလက်ရများနဲ့အကောင်းစားဆောက်လုပ်ထားပြီးကမ္ဘာပေါ်မှာအတောက်ပဆုံးနေရာတစ်ခုဖြစ်အောင်ဖန်တီးထားသလားလို့တောင်ထင်ရပါတယ်။ဒီလိုအေယာမနေရာကြီးမှာအေယာမကုမ္ပဏီကြီးဖြစ်လာဖို့အတွက် Steve Jobs က2006ခုနှစ်လောက်ကတည်းက Apple Park Project ကိုအကောင့်ထဲပေါ်ဖို့ပထမဦးဆုံးပြောကြားခဲ့သူဖြစ်ပေမဲ့စီမံကိန်းအဆိုပြုချက်တွေနဲ့ခွင့်ပြုမိတ်လျှောက်ထားမှုတွေအတွက်10နှစ်ကြာအချိန်ယူခဲ့ရပါတယ်။2014ခုနှစ်လုံသားအင်အားအလုံးရင်းနဲ့တည်ဆောက်ခဲ့ပြီး2018ခုနှစ်မှာတော့ကုမ္ပဏီကြီးကိုဖွင့်လှစ်နိုင်ခဲ့ပါတယ်။ပထမကကုန်ကျစရိတ်ဒေါ်လာဘီလီယံဝက်လောက်ပဲကုန်ကျမယ်လို့ခန့်မှန်းထားပေမဲ့မြေတစ်ခုတည်းကိုပဲဒေါ်လာတန်160ကုန်ကျခဲ့ပြီးအဲ့ဒီမှာတင်မဲ့စရိတ်ကထောင်းသွားခဲ့ပါတယ်။ဒီလိုနဲ့2011ခုနှစ်မှာဘတ်ဂျက်က3ဘီလီယံလောက်အနည်းငယ်တိုးလာခဲ့ပြီး5ဘီလီယံတိုးလာအောင်စ조사ခဲ့ပါတယ်။5ဘီလီယံရဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ထင်ကောင်းထင်ကြပါလိမ့်မယ်။ဟုတ်ပါတယ်။ဒီဘတ်ဂျက်ရလာအောင် Apple ကုမ္ပဏီကလှုပ်ဆောင်နိုင်ခဲ့ပါတယ်။ပြောရရင်လက်ရှိမှာထရီလီယံလောက်ထိကိုအမျက်ထွက်နေတဲ့ Apple ကလဲရင်ဘယ်ကုမ္ပဏီမဆိုနှစ်ကုန်ရင်ဒေါ်လာဘီလီယံ60လောက်ပဲအမျက်ထွက်မယ်လို့ထင်ကြီးပေးကြပါတယ်။ဒီတော့အဲ့ဒီဘတ်ဂျက်ငွေကိုဘယ်မှာထည့်သုံးခဲ့လဲဆိုတော့ Apple ရဲ့ကြီးမားတဲ့ပန်းချံနေရာအတွက်ဖန်တီးခဲ့ပါတယ်။မြေပရဝဏ်ကိုအဆောက်အဦများနဲ့အရင်နေရာချထားပြီးမြေရဲ့80ရာခိုင်နှုန်းကိုစိမ့်လန်းတဲ့နေရာဖြစ်သတ်မှတ်ခဲ့ပါတယ်။ Apple နဲ့ဒီဇိုင်နာတွေကပန်းချံထဲမှာ Cherry, တန်လွင်, ဘင်္ဂလားစီးတီးနဲ့ပန်းသီးမျိုးကွဲများအပါအဝင်မိုးခေါင်ရေရှားတံကိုခန္ဓာရည်ရှိစေမဲ့အပင်9000ကျော်ကိုတဘာဝတိုင်းစိုက်ပျိုးနိုင်ဖို့အတွက်ပန်းချံမြေနဲ့အံဝင်ကွင်ကြဖြစ်အောင်ကြိုးပမ်းအားထုတ်ခဲ့ပါတယ်။နောက်ပြီးအလုပ်သမားတွေရဲ့ကျန်းမာရေးနဲ့ဘဝနေထိုင်မှုပုံစံကိုပိုမိုကောင်းမွန်လာစေဖို့အတွက်ကုမ္ပဏီရဲ့ပရဝဏ်အတွင်းမှာ3.2 ကီလိုမီတာရှိတဲ့ရှောက်လမ်းများနဲ့အပြေးလမ်းများလည်းထားပေးထားပါတယ်။အဆောက်အဦတစ်ခုနဲ့တစ်ခုကူးတဲ့အခါမှာအချိန်ကုန်လူသက်သာစေဖို့စက်ဘိန်းအစီးရ1000ကိုလည်းထားပေးပါတယ်။နောက်ပြီးကုမ္ပဏီထဲမှာအကစားခန်းမနဲ့ဘတ်စကတ်ဘောကွင်းတွေကိုလည်းထားပေးပါသေးတယ်။ဝန်ထမ်းတွေရဲ့ခါနာသက်သာစေဖို့အတွက်ယောဂစတူဒီယိုတစ်ခုကိုလည်းထားပေးပါတယ်။ Apple ကဝန်ထမ်းတွေကိုအများကြီးဂရုစိုက်ပေးတဲ့ကုမ္ပဏီကောင်းတစ်ခုပါ။ပြောရရင်ကုမ္ပဏီကောင်းတစ်ခုဖြစ်ဖို့နာမည်တစ်လုံးနဲ့ရေရှည်တည်တံ့နိုင်အောင်ရပ်တည်ဖို့ဆိုတာတတိတယောက်ပဲတော်နေတက်နေလို့မရပါဘူး။ကိုင်းကျွမ်းမီကြိုးကိုင်းမီဆိုတဲ့ရှေးဆိုရိုးစကားလိုပါပဲ။ဝန်ထမ်းတွေဘက်ကလည်းစူးစမ်းအားထုတ်ပြီးမှပေါင်းဆက်အင်အားများနဲ့အောင်မြင်မှုကိုရရှိနိုင်မှာပါ။ Apple ရဲ့အဆောက်အဦအားလုံးတို့ကိုဂေဟာစနစ်နဲ့လိုက်ဖက်အောင်ဒီဇိုင်းချပြီးတိစောက်ထားတဲ့ပြင်ပင်မအဆောက်အဦတစ်ခုလုံးကိုလည်း rooftop solar frame များနဲ့အုပ်ထားပါတယ်။ဒီ solar ခေါင်မိုးတွေကနေပူချိန်အမြင့်ဆုံးချိန်မှာကုမ္ပဏီပရဝဏ်ရဲ့စွမ်းအင်လိုအပ်ချက်85ရာခိုင်နှုန်းကိုဖြည့်ပေးနိုင်တဲ့16မဂါဝတ်ထိစွမ်းအားကိုထုတ်လုပ်ပေးနိုင်ပါတယ်။ကြံဆောက်အဦတွေကိုတော့ဇီဝလောင်စာဒါမှမဟုတ်တဘာဝတံဝင်းနဲ့လဲပတ်တဲ့လောင်စာဆဲများနဲ့ဖြည့်ဆည်းပေးထားပါတယ်။ပင်မအဆောက်အဦကိုတော့တစ်နှစ်တာရဲ့6လလုံးကိုရိုးရပူပေးနီလန်းနဲ့အေးပေးနီလန်းများကိုအသုံးမပြုဘဲတဘာဝလေဝင်လေထွက်စနစ်ကိုပဲအသုံးပြုထားပါတယ်။အာကာသယာဉ်လို့တင်စားခေါ်ဝေါ်ကြတဲ့လက်စွပ်ပုံတံအဆောက်အဦကြီးကိုလည်း၄ထပ်တိစောက်ထားပြီးစတူရန်ပေ1.2ကျယ်ဝန်းတဲ့အတွက်ဝန်ထမ်းအင်အားပေါင်း12000ထိထားဖို့လုံလောက်တဲ့အပြင်လူ3000ဆန်းနဲ့အကြီးဆုံးသောကော်ဖီဆိုင်9ဆိုင်လဲပါဝင်ပါတယ်။ဒါပြင် Apple ကနောက်ထပ်လုံသားအင်အားတိုးချက်အောင်မယ်ဆိုရင်ထက်ချက်လို့ရတဲ့အခန်းတွေတောင်ရှိလာမှာပါ။အားသိစေမဲ့အချက်တစ်ချက်ကြံပါသေးတယ်။ဒါကတော့နေ့လည်စာစားချိန်တိုင်းလူပေါင်း15000လောက်ကိုကျွေးမွေးနိုင်တဲ့အစားအစာပမာဏအလုံလောက်ရှိတယ်လို့အစားတောက်ဖွဲ့ကပြောခဲ့ပါတယ်။ Apple ကဒီဒီဇိုင်း project ကြီးကိုလက်တွေ့အကောင့်ထဲဖော်ခဲ့တုန်းကစိန်ခေါ်မှုများနဲ့ရင်ဆိုင်ခဲ့ရသလိုဆွဲထားတဲ့ဒီဇိုင်းကိုဖြစ်လာအောင်လဲလုံးပန်းခဲ့ရပါတယ်။
အဆောက်အဦမှာမှန်တယ်တွေထဲသွင်းတိဆောက်ခဲ့စဉ်ကကမ္ဘာပေါ်မှာအကြီးဆုံးအကွေးအကွေးသောမှန်ချက်များတောင်ပါဝင်ပါတယ်။အဆောက်အဦရဲ့အပြင်ဘက်ကိုအမြင့်ပေ45ပေရှိတဲ့မှန်ချက်ကွေးပေါင်း800ကျော်နဲ့ထဲသွင်းတိဆောက်ထားပြီးအတွင်းပိုင်းကိုတော့မှန်ချက်ပေါင်း3000ခန့်ထည့်ထားပါတယ်။ဒါကြောင့်ဝန်ထမ်းတွေအနေနဲ့တဘာဝနေရောင်နဲ့အဖက်ဖရဲ့စိမ့်လန့်မှုကိုထိတွေ့ခန်းစားနိုင်မှာအသေးချပါပဲ။နောက်ပြီးအဖက်ရဲ့လက်စွပ်ပုံတံအဆောက်အဦကြီးကိုကယ်လီဖိုးနီးယားပြည်နယ်ရဲ့အဆိုးရွားဆုံးမြေငလင်တန်ကနေကာကွယ်ပေးနိုင်အောင် isolation system ကိုအခြေခံပြီးဆောက်လုပ်ထားတဲ့ကမ္ဘာပေါ်မှာရှိတဲ့အဆောက်အဦအနည်းငယ်တွေကတစ်ခုဖြစ်ပါတယ်။ဒီ isolation system ဆိုတာကအဆောက်အဦကြီးကို4ပေထိရွေးရှားနိုင်စေတဲ့ကြီးမားတဲ့တံမဏိပြားပေါင်း692ပြားနဲ့ပြုလုပ်ထားပြီးတော့တိဆောက်ပုံရပျက်စီးခြင်းလည်းမရှိဘဲ4ပေထိရွေးရှားနိုင်ပါတယ်။မြေအောက်မှာတော့ကျဲဝန်းတဲ့ကားပါကင်နေရာနဲ့နဝတ်လမ်းကိုတော့တီနေရာကနေဖျောက်ထားပါတယ်။ဘာလို့မြေအောက်ချထားရလဲဆိုရင်အပပောက်တဝိုက်စိမ့်လန်းတဲ့နေရာများကိုချဲ့ထွင်တဲ့အခါနေရာထွက်လာအောင်လို့ပါပဲ။နောက်ပြီးဒီမြေအောက်အတွင်းမှာလဲစတီကြော့ပြဆက်ယုံလို့လူသိများတဲ့ဧည့်သည်1000ဆင့်နဲ့ခန်းမလဲပါရှိပါတယ်။အဲ့ဒီခန်းမကြီးကိုကမ္ဘာအကြီးဆုံးကာဗွန်ဖိုင်ဘာအမိုးများနဲ့မိုးထားပြီးဓာရုဗေဒနီးနဲ့ပြုလုပ်ထားတဲ့42ပေမြင့်တဲ့မှန်လေကားတွေနဲ့ပါအခမ်းအနားဆုံးဆောက်လုပ်ထားတာပါ။နောက်ထပ်ပန်းချံတဝိုက်မှာထပ်ဆောက်လုပ်ထားတဲ့အခြားအဆောက်အုံတွေလည်းရှိပါသေးတယ်။စတူယန်ပေ3သိန်းရှိတဲ့ fitness center ရှိပြီးစတူယန်ပေ3သိန်းရှိတဲ့သုတေသနဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုစေကံတစ်ခုလည်းရှိပါတယ်။ဒါပြင်ဧည့်သည်များလာရောက်ကြည့်ရှုလို့ရတဲ့ upper AK ဟာလည်းရှိပါတယ်။ AK ဟာကအမိုးတစ်ခုရဲ့အောက်မှာရှိရဆိုပေမဲ့ကဏ္ဍ၄ခုခွဲထားပေးပါတယ်။စတူယန်ပေ1000ကျယ်ဝန်းတဲ့ upper store တစ်ခုကိုလည်းထားပေးပြီးအဲ့ဒီမှာနောက်ဆုံးထွက်တဲ့ upper ထုတ်ကုန်များအကုန်ရှိပါတယ်။ AR ဒီဇိုင်းများနဲ့ပစ္စည်းများကိုပါလေ့လာကြည့်ရှုလို့ရပါတယ်။ Apple Park ကကမ္ဘာပေါ်မှာအခြားလောက်ပတ်ဝန်းကျင်များထက်တာယာမှုများပြည့်နှက်နေတဲ့ကုမ္ပဏီကြီးတစ်ခုပါ။ Apple ကမ္ဘာမှာပထမနေရာကိုချိတ်ထားသူပြီးကုမ္ပဏီကြီးကိုပါကမ္ဘာမှာထင်ရှားပေါ်လွင်အောင်အကောင်းဆုံးຢာတွေနဲ့ထည့်သွင်းတိစောက်ထားတာဖြစ်ပါတယ်။ Apple ကဒီလိုတောက်ပတဲ့ရုံးချုပ်ကြီးဖြစ်လာဖို့အတွက်ဒီဇိုင်းပိုင်းရောဂေဟာစနစ်နဲ့ဆက်နွယ်လို့ရအောင်သူတို့စီကနီးပညာများကိုပါထည့်သွင်းပြီးတစ်ချက်ချင်းစီအကောင့်ထဲပေါ်ဆောက်လုပ်ခဲ့တာပါ။ဒါပြင်ရုံးချုပ်ကြီးတွင်မှာလည်းလုံသားအင်အားအပြည့်ထားတဲ့အပြင်ဝန်ထမ်းများအတွက်အစားအသောက်အပန်းဖြေမှုတီထွင်ဖန်တီးမှုတို့ကိုပါထည့်သွင်းပေးထားတဲ့ကုမ္ပဏီကောင်းတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုကောင်းကောင်းမွန်မွန်ထားပေးထားတာနဲ့ပတ်သက်ပြီးအချို့သောဝန်ထမ်းများကသူတို့ရဲ့ကိုရေးကိုတာအခွင့်အလမ်းတွေကိုချိုးဖောက်တယ်။စိတ်နှောက်ယှက်ပေးတယ်လို့ဆိုပြီးတိုင်ကြားခံခဲ့ရပါသေးတယ်။ဒါပေမဲ့လည်း Apple ကုမ္ပဏီကြီးကတော့အမိုက်စားအဆောက်အဦကြီးကိုပိုင်ဆိုင်ထားတဲ့အပြင်အလုပ်ပတ်ဝန်းကျင်အတွက်လည်းကမ္ဘာစံနှုန်းချိုးရလောက်အောက်ကိုထားပေးတာဖြစ်ပါတယ်။အကယ်လို့များ Apple မှာအလုပ်လုပ်ခွင့်ရမယ်ဆိုရင်သင်လက်ခံမလား။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။ကြိုက်တဲ့ဆိုရင်တော့ like and share လေးလုပ်ပေးဖို့မမေ့ပါနဲ့